ဒီနေ့ညစာကိုအလိုတကူလောက်စားလို့ရတယ်ထိုင်းစားစာဖြစ်တယ်အရွက်ထဲမှာအစာတွေထည့်ပြီးဆော့ဆန်ပြီးထုတ်စားရတဲ့မြန်ကိုပစုံနဲ့ခနန်းကြောင်းစလဲရွက်နဲ့မုန်ကြီးတို့နဲ့ထုတ်ပြီး spicy sauce ဆန်ပြီးလောက်စားဖြစ်ခဲ့ပါတယ်မြေဘေးပါထည့်ထားတဲ့ထိုင်း spicy sauce နဲ့စားလို့ရပါပြီ